အားလုံးပဲမြင်လာပါကျွန်တော်တို့လုပ်ပြအောင်ပါF mobile နဲ့မှာ Kiva နဲ့1ဆောင်အတွက် shooting flow ကိုညီမလိုကြီးမနေပဲ80ရာခိုင်နှုန်းကိုအောင်လုပ်လို့ရတဲ့နေလေးကိုပြပြအောင်ပါပြပါတယ်။ဘရမှာနည်းနည်းချက်မှမလို့ Honda Dimension နဲ့မှာပြလိုက်ပါမယ်။ကျွန်တော်တို့ဟိုဘက်နဲ့ကိုယ်ရဲ့လူရင်းကိုပြတာပေါ့နော်။အဲ့ဒါဗျာ Android ကိုပေးတယ် Android ကနေ MG2 နဲ့ကိုပေးတယ် shooting flow ကိုအောက်ဆိုပြီးကန်တယ်။နည်းငယ်လေးလွှဲချုံမှုလေးပြောရတာပေါ့နော်။ Android ဆွဲလာပြီအမှ shooting flow အောက်ဆွဲရလိုက်အောင်အော်တိုကို80ရာခိုင်နှုန်းလောက်ပါကျွန်တော်နောက်တစ်ခါထပ်ပြမယ်ဗျာကြည့်လိုက်ဗျာအဲ့ဒါကဖြတ်တော့ပါစလိုက်ဆွဲပြီးမှနှုတ်ကကတ်လိုက်အဲ့ဒါ shooting flow အောက်ဆွဲကန်အဲ့ဟောနည်းနည်းပိန်းကန်တော့လွဲသွားတာဗျာ final net ကနေပြီးတော့ Android ကိုပေး Android ကနေစလိုက်ဆွဲဘူးလေးကိုပေးပြီး shooting flow အောက်ဆွဲတန်းကိုဘူးလက်က9တာကျတော့ဘူးလက်မှာ perfect 4อ่ะကျတော့နှစ်ဖက်လုံး5.5ဖြစ်နေတဲ့ auto 9အဲ့ဒါရနေကျွန်တော် skip ထားတယ်ဟိုတော့တိတ်မအရင်မချီဘူးမှကြည့်100ဆွဲမှကြည့် shooting flow လေးအတားအရာလေးအောက်ဆွဲချလိုက်တာ80ရာခိုင်နှုန်းတော့9ပြီးသားပဲပွဲလေးပြီးပါပါအားလေးများလေးပါတော့မေးဟော့ပြပါမယ် V2 ကနှစ်ကတ်မယ် V2 ကနှစ်ကတ်ရတယ်ကြီးွားကြပါကျွန်တော်ပြီးတော့ပြရ Honda Dimension ကမူးတွေကိုစော့မယ်ဆိုကျွန်တော်ဒီဘေးက114နှစ်ကောင် free ရနိုင်တယ်ပေါ့နော် free နှစ်ကောင်လေးကတစ်ကောင်ရွေးခိုင်းမယ် Honda Dimension ဟာလေးစော့ပေးကြပါပြောကျွန်တော်မေးဟော့ပြမယ်ပေါ့ဗျာဒီမှာတကယ်ဆောက်လဲပါရင်တော့တော်ပြီကျဆောက်လဲရဒီဗီဒီယိုတယောက်ချင်းတိုင်းကျေးဇူးတင်ပါတယ်